ဒီနေ့မှာတော့ကျွန်တော်ဒီ Crystal Palace အသင်းရခန့်စစ်ဘူးမက်ဆန်လက်ခရိုက်ရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်အခုဆိုလို့ရှိရင်ဗျာဒီ Chelsea အသင်းပိုင်ရှင်တွေကိုယ်တိုင်ဒီမက်ဆန်လက်ခရိုက်ရဲ့အပြောင်းအရွှေ့တွေကိုဓာတ်ရိုက်ပါဝင်လာပြီးတော့အမြန်ဆုံးအပီးတက်နိုင်ဖို့ဗျာအစွမ်းကုန်တွန်းအားပေးနေပြီဖြစ်ပါတယ်အရင်ကဒီအာကစားဒါရိုက်တာတွေကိုယ်တိုင်ကင်နေတဲ့ကိစ္စကိုဗျာအခုဆိုလို့ရှိရင်ပိုင်ရှင်တွေကိုယ်တိုင်ဗျာလက်ဆွဲကင်နေတာဖြစ်ပြီးတော့ Crystal Palace ရဲ့ခန့်စစ်မှုကိုအရခေါ်ယူဖို့ကြံ့ကြာမှုမရှိအောင်ဗျာအရှိန်မြင့်ပြီးတော့ဆွေးနွေးနေပါတယ်ဒါလည်းဗျာအကြောင်းတော်ရှိပါတယ်နီးပြစာပေအလွန်ဆိုကိုယ်တိုင်ကဗျာဒီမက်ဆန်လက်ခရိုက်ကသူ့ရဲ့အဓိကဦးစားပေးခန့်စစ်ပြစ်မှတ်ဖြစ်တယ်လို့ပြက်ပြက်သားသားဗျာတောင်းဆိုထားလို့ပဲဖြစ်ပါတယ်အသက်24နှစ်အရွယ်ဒီပြင်သစ်နောက်ခံလူကိုတခြားအသင်းတွေဗျာအတီးပြုတ်ကမ်းလှမ်းမှုတွေမလုပ်ခင်ချက်စီဘက်ကလက်ဦးမှုယူပြီးတော့အပီးတက်ချင်နေတာပါအခုဆိုလို့ရှိရင်ဗျာဒီရာသီကြိုပြင်ဆင်မှုတွေစနေပြီဖြစ်လို့နီးပြတဲ့လိုချင်တဲ့ပြစ်မှတ်ကိုအမြန်ဆုံးအကောင့်ထဲပေါ်ပေးချင်နေကြတာဖြစ်ပါတယ်နောက်ပြီးတော့ဒီချက်စီကဗျာမက်ဆန်လက်ခရိုက်ကိုပေါင်တန်း60ကနေ63တန်းဝန်းကျင်အထိကမ်းလှမ်းဖို့အသင့်ရှိနေပါတယ်အခုလိုဒီပိုင်ရှင်တွေကိုယ်တိုင်ပါဝင်လာပြီးတော့ဗျာအလွန်ဆိုကလည်းဘေးကနေဖိအားပေးနေတာကြောင့်ဒီအပြောင်းအရွှေ့ကလာမဲ့ရပိုင်းအတွင်းမှာတကယ်ကိုမြင်မြန်ဆန်ဆန်ဖြစ်လာဖို့ရှိနေပါတယ်ကျွန်တော်ဒီချက်စီအသင်းရဲ့အတိတ်သတင်းတွေကိုနေ့စဉ်အမြဲဖတ်ရှုရှင်တဲ့မိတ်ဆွေများက comment အောက်က Telegram လင်းတွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်